မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ water color နဲ့ shake color စီကိုဆွဲပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ video မှာ vintage ကားတွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့မတူညီတဲ့တိုင်းစုံတစ်ခုကိုတွားပြီးတော့ vintage ကားကို water color နဲ့ဆွဲတဲ့အရာသားလေးကိုကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ရောင်လေးတွေဆက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီကားပေါ်မှာအလင်းရောင်တွေ reflection တွေကားပေါ်ကိုကျနေတဲ့အလင်းတန်းတွေကို paper ပေါ်မှာအဖြူရောင်တွေနဲ့ခြံထားဖို့လိုပါတယ်။water color ရဲ့အရေးကြီးဆုံး rule အရကျွန်တော်တုံးအနုဆုံးကနေစပြီးတော့ color တင်မှာဖြစ်ပါတယ်။ဒီလိုဆွဲတဲ့အခါမှာလည်းကျွန်တော်ကအဓိက shape တွေ proportion တွေ angle တွေကိုဆွဲဖို့လိုပါတယ်ဒီလိုအနည်းဆုံးရောင်ကိုကျွန်တော်စတင်တဲ့အခါမှာလည်းသုံးတဲ့ brush ကရေစုပ်အားအရန်ကောင်းဖို့လိုပါတယ်ကျွန်တော်သုံးထားတဲ့ brush က artist တော်တော်များများအသုံးပြုနေတဲ့ brush ဖြစ်တာကြောင့်ကျွန်တော်ထူးထူးပြောဖို့မလိုတော့ဘူးထင်ပါတယ်ခုကထုံးအမှုဆုံးရောင်ပြီးသွားပြီဆိုတော့ဒုတိယထုံးကိုကျွန်တော်တင်မှာဖြစ်ပါတယ်
အခုကတော့ကားရဲ့ဘိန်းလေးကိုဒုတိယထုံးပေါ့နော်ကျွန်တော်စကန်လေးကတင်နေရပဲဖြစ်ပါတယ်အခုက pine grace ကိုအသုံးပြုပြီးတော့ကျွန်တော်ကာမီခွက်လေးကို shape လေးကြည့်လို့ကောင်းအောင်ဖော်နေတာပဲဖြစ်ပါတယ်ဒီ pine grace ထုံးနဲ့ပဲကျွန်တော်ကားတစ်စီးလုံးရဲ့အနောက်ကောအလယ်ရောအားလုံးကိုကျွန်တော်အခုဖြည့်ပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကားရဲ့အတွင်းကန်ကိုဆွဲရတာလေးကိုအရှိရအပိုင်းမှာကျွန်တော် record လုပ်ဖို့မိသွားတဲ့အတွက်ကြောင့်ဒီနေရာလေးရပဲကျွန်တော်ကိုစာကြည့်ပေးပါဗျကားရဲ့ဒီအတွင်းကမှန်လေးကိုပေါ်အောင်เนาะကျွန်တော်ကတော့ Cerulean Blue ကိုအသုံးပြုပြီးတော့ကျွန်တော်ပပလေးဆွဲပြပေးရတာပဲဖြစ်ပါတယ်ခင်ဗျာအခုကကားရဲ့အရေးကိုဖော်ဖို့အတွက်ကျွန်တော်တို့ကရေကိုလိုက်ဖြန့်နေရပဲဖြစ်ပါတယ်ဒီရေဖြန့်ပြီးသွားတဲ့နောက်မှာကျွန်တော်က fine square ကိုသုံးပြီးတော့ကားရဲ့အရေးပေါ့နော်ကားရဲ့အရေးကိုအလင်းအမှောင်နဲ့တခါလေးညီအောင်ရေမချောက်ခင်မှာမြန်မြန်ဖြည့်ရပါတယ်ခင်ဗျာရေချောက်သွားတဲ့အခါကျရင် water color က
ပြမရှိတော့ဘဲနဲ့အထက်တွေနဲ့ဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီဘိုင်းမှာတော့ရေမချောက်ခင်ဆေးမချောက်ခင်ဆေးတွေကိုအပြည့်ဖြည့်ပေးဖို့အရေးကြီးပါတယ်ခင်ဗျာကိုကတော့ကျွန်တော်ကားရဲ့လိုအပ်တဲ့ final details လေးတွေကိုဖြည့်နေတာပဲဖြစ်ပါတယ်ခင်ဗျာ vintage style လေးတွေ old school vibe လေးတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာနောက်ထပ် vintage video တွေ old school style တွေနဲ့ကျွန်တော်အကောင်းဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ